မိတွေကမြန်တယ်မိနစ်ပိုင်းအတွင်းသူတို့ကမိအိမ်ကိုပြန့်နှံ့သွားနိုင်တယ်ဒါပေမဲ့မိကိုယ်တိုင်နဲ့မိနဲ့အတူနေတဲ့သူတွေကိုမိကာကွယ်နိုင်တယ်ပထမဦးစွာသင်တွင်အလုံးလုံးသောမင်းခိုးအချက်ပေးနှုတ်ဆက်များရှိနေကြောင်းသိကြပါစေမင်းခိုးအချက်ပေးစနစ်အလုံးလှုပ်မှသာအသက်များကိုကယ်တင်ပါဗစ်တိုးရီးယားတွင်အိတ်ခမ်းနှင့်အိမ်ကြားနှင့်တဆင့်တစ်ခုစီတွင်အိမ်တန်းတွင်မီခိုးနှုတ်ဆက် smoke alarm ရှိရန်ဥပဒေဖြည့်ပြီးသင်အိမ်ကိုငားရမ်းပါကဥပဒေနှင့်အကျုံးဝင်ပါသည်သင်ရဲ့မီကိုအချက်ပေးတဲ့ smoke alarm ကိုလက်စစ်စမ်းသပ်သင်ပါတယ်သင်မီကိုအချက်ပေးဆက်တွေမှာဖြုတ်တလို့ရတဲ့9 volt battery ပါရင်အဲ့ဓာတွေကိုတစ်နှစ်တစ်ကြိမ်အစားထိုးပြီး10နှစ်တစ်ကြိမ် alarm တစ်ခုလုံးကိုအစားထိုးပါသင်အိမ်အားငားရမ်းပြီးသင်မိကိုအချက်ပြ smoke alarm ပေးစနစ်အလုံးမလုံးပါကသင်အိမ်ရှိသို့မဟုတ်ငားရမ်းသူအားသင်အားပြောပြရပါမည်နောက်တစ်ခုအိမ်မီဘေးလို့ရာအစီအစဉ်ကိုဖန်တီးပါစာပုံးကဲ့သို့သောအပြင်ဘက်တွင်လုံခြုံသောအစည်းအဝေးကျင်းပရန်သင်သဘောတူရန်လိုအပ်သည်သင်ထွက်သွားနိုင်သောနီလန်းမျိုးမျိုးကိုဆွေးနွေးပါမိနဲ့အတူနေတဲ့သူတွေနဲ့လေ့ကျင့်ပါအခန်းတန်းတွင်လမ်းနှစ်သွဲကိုသိတယ်မိကိုရှိရင်အောက်ကိုဆင်းပြီးမိရဲ့ဘီကင်းလုံခြုံတဲ့အစည်းအဝေးခန်းမကိုသွားပါသတိရပါထွက်သွားအပြင်ထွက်ပါဘယ်တော့မှအိမ်ထဲကိုမပြန်ပါနဲ့အပြင်မှာဘီကင်းစွာနေပြီး fire တောင်းတဲ့အခါ 000 လုံးကိုဖုန်းခေါ်ပါမိသားသမားတွေကမိကိုဘီကင်းအောင်ကူညီပေးဖို့ဒီကိုရောက်လာပါလိမ့်မည်ကျွန်တော်တို့ဒီမိသားသမားများသာမကကျွန်တော်တို့ဒီသင်အိမ်နီးချင်းများဖြစ်သည်သင်အားကူညီပံ့ပိုးရန်အသင့်ရှိပါသည်နောက်ထပ်အကြံပြုချက်များအတွက် cfa.vic.gov.au သို့မဟုတ် frw.vic.gov.au သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်